Baskai တင်ကြားရေး channel ကနေကြိုဆိုပါရရှင်။ဒီချဲကတော့ Baskai ဒီချဲတော့ဤသိက်ကီမှုဖြစ်ပါရရှင်။ဒီချဲတင်ကြားနေတဲ့ခါမှာတသားရမေတို့တည်တည်ရှားလာနိုင်မှုအတွက်ဖေဖေမေတို့ကဘေးနားကနေစောင့်ကြည့်နေပေးဖို့လိုအပ်ပါမယ်ရှင်။ဒီချဲနေ့တင်ကြားမှာကတော့အခန်းနှစ်တွီကံများဖတ်2ကိုတင်မှာဖြစ်ပါတယ်။ဒီချဲအရှိမာတော့ငါအခန်းနှစ်တွီကံများအကြောင်းကိုပထမတစ်ပိုင်းတင်ပြီးသွားပြီ။အခုကတော့ဒုတိယတစ်ပိုင်းတင်မှာပါ။ဒုတိယတစ်ပိုင်းတင်ပြီးရင်တော့အခန်းနှစ်ကပြီးပါပြီเนาะအဲ့တော့နားမလည်တာရှိရင်ဒီချက်ကို Viber မှာလာမေးလို့ရပါတယ်ရှင်ဟုတ်ပြီအဲ့တော့ဒီဒုတိယပိုင်းမှာဒီချက်တို့ဘာတွေတင်ပါလဲဆိုရင်တွီးကန်တစ်ခု၏အလယ်မြင်းများတွီးကန်တစ်ခု၏အမြင့်မြင်းများတွီးကန်တစ်ခု၏တောင်းထက်ဝက်ပိုင်းမြင်းများတွီးကန်တစ်ခု၏အနားများကိုတောင်းမှန်ကြားထက်ဝက်ပိုင်းမြင်းများအကြောင်းကိုတင်သားမိမှာဖြစ်ပါတယ်ရှင်ဟုတ်ပြီပထမဦးဆုံးခေါင်းစဉ်အနေနဲ့ tree ကန်တစ်ခုဤအလဲမြင်းများဟုတ်ပြီအဲ့အလဲမြင်းဆိုတာပါလေကြည့်ကြည့်အောင်နော် tree ကန်တစ်ခုရဲ့တဲ့တောင်စွန်းတစ်ခုနဲ့မျက်နှာချင်းဆိုင်အနားရဲ့အလဲမှတ်တောင်စွန်းဆိုတော့ခြေတို့ဒီမှာတောင် A တို့တောင် B တို့တောင် C တို့ဒီလိုတောင်စွန်းလေးတွေနဲ့ဟိုတောင်စွန်းတစ်ခုရဲ့မျက်နှာချင်းဆိုင်ဥမာတောင် B ရဲ့မျက်နှာချင်းဆိုင်အနားဒီနားလေးဟုတ်လားနော်ဟုတ်ပြီမျက်နှာချင်းဆိုင်နားဒီ AC အဲ့တော့ down B ရဲ့မျက်နှာအဲ့တော့ down zone တစ်ခုနဲ့မျက်နှာချင်းဆိုင်အနားကြီးအလယ်မှတ် down zone တစ်ခု B ပဲထား B ရဲ့မျက်နှာချင်းဆိုင်အနား AC ရဲ့အလယ်မှတ်အဲ့လိုမျိုးပဲ down zone မှတ် C နဲ့သူ့ရဲ့မျက်နှာချင်းဆိုင်အနား AB ရဲ့အလယ်မှတ်အဲ့လိုပဲ down A ရဲ့မျက်နှာချင်းဆိုင်အနား BC ရဲ့အလယ်မှတ်ဟုတ်လားဟုတ်ပြီအဲ့ဒီအလယ်မှတ်တွေဆက်တဲ့မြင်းကိုအဲ့တရီကန်ရဲ့အလယ်မြင်းလို့ခေါ်တယ်။နောက်ဥမာဒီတောင် B နဲ့သူ့ရဲ့မျက်နှာချင်းဆိုင်အနား AC ရဲ့အလယ်မှတ်ဒီအမှတ်နှစ်ခုဆက်လိုက်တဲ့မြင်းကိုအဲ့တရီကန်ရဲ့အလယ်မြင်းလို့ခေါ်တယ်တဲ့။အဲ့အလယ်မြင်းကိုအင်္ဂလိပ်လိုဆိုရင် median နော်အလယ်မြင်းလို့ခေါ်တယ်တဲ့ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်အလယ်မြင်း၃ချောင်းဟုတ်လားတရီကန်မှာဆိုရင်အဲ့တရီကန်တစ်ခုရဲ့အလယ်မြင်း၃ချောင်းဒီအမှတ်တစ်ခုရဲ့နိုင်တွေ့ဆုံတယ်ဒီမှာစုံသွားတဲ့နေရာ O လေးတွေ့လာနော်ဟုတ်ပြီတွေ့ဆုံတယ်အဲ့ဒီစုံမှတ်ကိုတရီကန်ရဲ့ဗဟိုချက်လို့ခေါ်တယ် Central of a triangle နော်အဲ့စုံမှတ်ကိုတရီကန်ရဲ့ဗဟိုချက်လို့ခေါ်တယ်တဲ့နားလည်မလားဒါဆိုရင်ဒီဟာတော့နောက်တစ်ခုကိုတက်ကြည့်အောင်နော်ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်ကြည့်ကြည့်ရအောင်တရီကန် ABC ဒါဒီသုံးနာညီတရီကန်မဟုတ်နော်ဟုတ်ပြီအဲ့တော့ AB ဒီအခြေမြင်းလို့ခေါ်တယ် F ဒီအခြေမှတ်ပါ CF ဒီအမြင့်မြင်းပါနားလည်လားအဲ့တော့ဒီချေတို့အမြင့်မြင်းမှာဘာတတိထားရမလဲဆိုအမြင့်မြင်းဒီ60ဒီဂရီကျပါတယ်60ဒီဂရီတောင်းမှတ်ဖြစ်ပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီမှာဆိုရင် AB ဒီအခြေ F ဒီအခြေမှတ် CF ဒီအမြင့်မြင်းเนาะဟုတ်ပြီဒါဆိုဒီချေတို့အမြင့်မြင်းသိပြီဆိုတော့ tree ကန်တစ်ခုရဲ့အမြင့်မြင်းများအကြောင်းကိုတွားရအောင်အဲ့တော့အမြင့်မြင်းဆိုတာဟောပါလဲအမြင့်မြင်းဆိုတာလေခုနကလိုပဲဒေါင်ဆုံးတစ်ခုကနေမျက်နှာချင်းဆိုင်အနာဒီတစ်ခါကျတော့ဒေါင်ဆုံးတစ်ခုကနေမျက်နှာချင်းဆိုင်အနာရဲ့အလဲမမဟုတ်တော့ဘဲနဲ့ထောက်မှတ်မြင်း60ဒီဂရီဖြစ်တဲ့မြင်းကိုအဲ့တော့ဒီထောက်ထိတ်ဆုံးမှတ်ကနေဒီ A ရဲ့ထိတ်ဆုံးမှတ်ရဲ့မျက်နှာချင်း A ထိတ်ဆုံးမှတ်ရဲ့မျက်နှာချင်းဆိုင်အနာဒီ BC ဟုတ်လားနော်ဟုတ်ပြီအဲ့တော့ကိုကစောက်ဝိုင်းချက်လေးနဲ့တင်ပြီးတော့တိုင်းကြည့်မှာပေါ့ဟုတ်လားနော်အဲ့တော့စောက်ဝိုင်းချက်လေးနဲ့တင်ကြည့်လို့ချေတော့60မှာရှိဥမာဘယ်လိုတိုင်းလို့ရလဲဆိုရင်ဒီပေါ်မှာဒီ BC မြင်းပေါ်မှာစောက်ဝိုင်းချက်တင်မယ်နော်တင်ပြီးသွားလို့ချေတော့ဒီထိတ်မှတ်နော်အဲ့တော့အဓိကတော့ဒီ60ကဒီလိုလာတယ်ဆိုရင်ဒီလိုဒီကဒီ60နဲ့တန်းတန်းမှာရှိတဲ့နေရာနဲ့ဒီဘက်မှာလာဆုံသွားတဲ့နေရာနှစ်ခုဆက်လိုက်နော်ဟုတ်ပြီအဲ့တော့အဲ့ဟာကိုကြတော့ဘယ်လိုခေါ်လဲဆိုရင်တရီကန်ရဲ့အမြင့်မြင့် altitude လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင်60ဒီဂရီကျနေတယ် A ရဲ့မျက်နှာချင်းဆိုင်အနာ BC ပေါ်မှာဆွဲထားတဲ့ထောင်းမှတ်မြင်းဒါသည်အမြင့်မြင်းဟုတ်လားနောက်တစ်ခုဒီဒေါင်စွန်း B ရဲ့မျက်နှာချင်းဆိုင်အနာ CA ပေါ်မှာထောက်ဆွဲထားတဲ့ထောက်မှတ်မြင်းလေဟုတ်လား BE ဒီအမြင့်မြင်းဟုတ်လားအဲ့လိုမျိုးပဲထောက်ထိတ်စွန်းမှတ်တစ်ခုဒေါင်စွန်းတစ်ခုကနေမျက်နှာချင်းဆိုင်အနာ AB ရဲ့ထောက်မှတ်မြင်း F
ထောင်းမှတ်မြင်အဲ့တော့ CFD အဲ့တရီကန် ABC ရဲ့အမြင့်မြင်ဟုတ်လားဟုတ်ပြီအဲ့လိုမျိုးပဲခုနကလည်းအလဲမြင့်၃ကြောင်းအခုလည်းအမြင့်မြင့်၃ကြောင်းเนาะခုနကအလဲမြင့်၃ကြောင်းတော့ကလည်းအမှတ်တစ်ခုထဲမှာပဲစုံတွေ့သလိုမျိုးဒီမှာလည်းအမှတ်တစ်ခုထဲမှာ O လို့ထားလိုက်ရတယ် H ထားကြိတ်တာထားเนาะအမှတ်တစ်ခုထဲမှာတွေ့ဆုံတယ်အဲ့အမှတ်ကိုတရီကန်ရဲ့အမြင့်မြင့်များစုံမှတ်လို့ခေါ်တယ် orthocenter of a triangle အလဲမြင့်များစုံမှတ်ကိုကြတော့ဗဟိုချက်လို့ခေါ်ပြီးတော့အမြင့်မြင့်တွေစုံမှတ်ကိုကြတော့အမြင့်မြင့်များစုံမှတ်လို့ခေါ်တယ်ရမလားเนาะအင်္ဂလိပ်လိုကကြတော့ orthocenter of a triangle ဟုတ်ပြီနားလည်မလားဒါနားလည်မယ်ဆိုရင်ဒီချေတို့တရီကန်အလဲမြင့်များလဲပြီးပြီတရီကန်ရဲ့အမြင့်မြင့်များလဲပြီးပြီဆိုတော့နောက်ထပ်ခေါင်းစဉ်2ခုကျန်တယ်နောက်ခေါင်းစဉ်2ခုကိုကြည့်ရအောင်เนาะဟုတ်ပြီနောက်ကောင်းစဉ်နှစ်ခုကတရီကန်တစ်ခုရဲ့တောင်းထက်ဝက်ပိုင်းမြင်းများတရီကန်တစ်ခုရဲ့နားမြောက်တောင်းမှန်ကြထက်ဝက်ပိုင်းများအဲ့ဒါမပြောခင်ဒီချက်ကဘာကိုဖြည့်ဆွက်ပြီးပြောချင်လဲဆိုတော့ခုနကအမြင့်မြင်းเนาะဟုတ်ပြီဒါဒီထောင်ချင်းတရီကန်လေးသုံးနာညီတရီကန်လို့ပြောလိုက်ရတယ်ထောင်ချင်းလေးဘာလို့လဲဆိုသူ့ရဲ့ထောင်ဒီ60တောင်မပြည့်ဘူးဟုတ်လားဒါကြောင့်မလို့ဒီထောင်ချင်းတရီကန်လို့ခေါ်တယ်ဟုတ်လားเนาะဟုတ်ပြီအဲ့တော့ထောင်ချင်းတရီကန်မှာဆိုရင်အမြင့်မြင်းနေစုံမှတ်ကဘယ်မှာရှိလဲအလဲဘဟိုတက်တက်မှာရှိတယ်တဲ့အဲ့ဒါကိုပြောချင်တာပါအဲ့တော့တောင်ချင်းတရီကန်မှာဆိုရင်တော့အမြင့်မြင့်နေစုံမှတ်ကတရီကန်အတွင်းမှာပဲရှိတယ်ထောင်းကျဲတရီကန်ရောက်တော့အမြင့်မြင့်နေရဲ့စုံမှတ်ကတရီကန်ရဲ့အပြင်ဘက်အဲ့တော့ကြည့်အောင်ဒီမှာထောင်းကျဲတရီကန်ထောင်းကျဲဟုတ်လား60ကျော်ပါထောင်းကျဲလေးဟုတ်လားเนาะအဲ့တော့အမြင့်မြင့်ဆိုတော့ချေတို့ဒီ P ကနေအဲ့ဒီ R အဲ့တော့ PQR မှာဆိုရင်ဒီ R ကဆက်ဆွဲမယ်အမြင့်မြင့်ဆိုတော့60ဆိုတော့တတဲဆက်ဆွဲသွားမယ်ဒီ P ကလည်းအဲ့လိုမျိုးပဲတတဲဆက်ဆွဲလာမယ်ဟုတ်လားဒါကဒီ PQ မင်းကိုဆက်ဆွဲလိုက်တာဒါ PQ မင်းကိုဆက်ဆွဲရနော် PQ မင်းကိုဆက်ဆွဲပြီးတော့ R အမှတ်ကနေပြီးတော့အမြင့်မြင့်တောင်းမှတ်မြင့်ဆွဲလိုက်တယ်ဟုတ်လားပြီးတော့ဒီဟာရဲ့အဲ့တော့ဒီမှာဆိုရင်ကျတို့မျက်နှာချင်းဆိုင်အနားတွေဟုတ်လားနော်မျက်နှာချင်းဆိုင်အနားပေါ်မှာဆွဲလိုက်တောင်းမှတ်မြင်နေလေဟုတ်တယ်မလားနော်ဟုတ်ပြီအဲ့လိုမျိုးပဲဆွဲလိုက်တဲ့အခါမှာတချေတို့သွားစုံတဲ့နေရာလေးဒီ S အဲ့တော့ဒီမှာ R ဆွဲတယ် P ဆွဲတယ်ပြီးတော့ကျတို့ဒီမှာဆိုရင် Y ဟုတ်လားဒါကတော့ဒီမှာအလဲကတောင်းမှန်ကြနေတဲ့နေရာလေးနော်ဟုတ်ပြီအဲ့တော့ဒီမှာတောင်းမှန်ကြဒီနေရာမှာဆိုလဲတောင်းမှန်ကြဆက်ဆွဲထားအမြင်ကဘယ်မှာသွားစုံလဲအပြင်ဘက်မှာသွားစုံတဲ့ S နားလည်မလားဒါဆိုရင်နောက်ဆုံးတစ်ခုတောင်းမှန်တရီကန်တောင်းချင်းပြီးပြီးတောင်းကျဲပြီးပြီးတောင်းချင်းတရီကန်ရဲ့အမြင့်မင်းနေဆုံးမှကကြတော့တရီကန်ရဲ့အတွင်းမှာရှိတဲ့တောင်းကျဲတရီကန်ရဲ့အမြင့်မင်းနေဆုံးမှကတရီကန်ရဲ့အပြင်ဘက်မှာရှိတဲ့တောင်းမှန်တရီကန်အမြင့်မင်းဆုံးမှသည်တောင်းမှန်တောင်းဤထိတ်ဆုံးမှအဲ့တော့ဒီမှာဆိုရင်တောင်းမှန်ဆို60ဒီဂရီဟုတ်လားတောင်းမှန်တရီကန်အဲ့တော့ဒီမှာချေတို့ Y ကိုဆက်ဆွဲတယ်sorry Z ကိုဆက်ဆွဲတယ် Y ရဲ့အမြင့်မြင့်ကိုဆွဲတယ် Y ဒီထိတ်ဆုံးမှတ်လို့ထားသူ့ရဲ့မျက်နှာချင်းဆိုင်အနားဒီ AZ ပေါ်မှာအမြင့်မြင့်ဆွဲတယ် Z ဒီဘာလဲထိတ်ဆုံးမှတ်ထောင်ဆုံးမှတ်သူ့ရဲ့မျက်နှာချင်းဆိုင်အနားဒီ HY အဲ့မြင်းပေါ်မှာဆွဲလိုက်တော့ဒီမှာဟုတ်လားဘယ်နေရာမှာသွားဆုံလဲ H မှာတင်သွားဆုံနေအပြင်ထွက်ဆုံစရာလိုလားမလိုဘူးเนาะအဲ့တော့ဒီ H ဒီထောင်းမှန်ထောင်းရဲ့ထိတ်ဆုံးမှတ်ဆိုတာကဒီ H ကိုပြောတာပါအဲ့တော့ပြန်ပြောကြည့်အောင်เนาะဒီချေတို့အလဲမြင်းနေနော်တရီကန်တစ်ခုမှာအလဲမြင်းနေဆွဲလိုက်တယ်အလဲမြင်းနေစုံမှတ်ကိုကြတော့တရီကန်ရဲ့ဗဟိုချက် central of a triangle လို့ခေါ်တယ်အမြင့်မြင်းတွေကိုလည်းဆွဲလိုက်ရင်အမြင့်မြင်းတွေစုံသွားတဲ့နေရာကိုအမြင့်မြင်းများစုံမှတ် orthocenter of a triangle လို့ခေါ်တယ်နော်အဲ့တော့ထောင်ချင်းတရီကန်မှာဆိုရင်အမြင့်မြင့်တွေရဲ့စုံမှတ်ကတရီကန်ရဲ့အတွင်းမှာပဲရှိတယ်ထောင်ကျဲတရီကန်မှာဆိုရင်တော့အမြင့်မြင့်တွေရဲ့စုံမှတ်ကတရီကန်ရဲ့အပြင်ဘက်မှာကြာရောက်နေတယ်။ထောင်းမှန်တရီကန်တစ်ခုရဲ့အမြင့်မြင့်နေဆုံးမှတ်ကကြတော့ထောင်းမှန်တောင်ရဲ့ထိတ်ဆုံးမှတ်။အဲ့တော့အလဲမြင့်နဲ့အမြင့်မြင့်ပါကွာတာလဲဆိုရင်အလဲမြင့်သည်ထိတ်ဆုံးတစ်ခုရဲ့မျက်နှာချင်းဆိုင်အနားရဲ့အလဲမှတ်။နော်။အမြင့်မြင့်သည်ထောင်ဆုံးတစ်ခုကနေမျက်နှာချင်းဆိုင်အနားပေါ်မှာထောင်းမှတ်မြင့်60ဒီဂရီဆွဲလိုက်တဲ့အမှတ်သူတို့နှစ်ခုကိုဆက်လိုက်ရင်ဘာဖြစ်သွားပြီလဲ။အမြင့်မြင့်ဖြစ်သွားပြီနားလည်မလား
ငါလည်းမယ်နော်အဲ့တော့အခုမှဒီချေတို့ကအလဲမြင်းရဲ့အမြင့်မြင်းရဲ့အကြောင်းကိုပြောလို့ပြီးသွားပြီဒါဆိုရင်တော့ဒီချေတို့နောက်ထပ်တစ်ခုကိုထပ်ပြီးတော့ကြည့်အောင်နော်နောက်ထပ်တစ်ခုကတရိကန်တစ်ခုရဲ့ဒေါင်းထက်ဝက်ပိုင်းမြင်းများတဲ့နော်ဟုတ်ပြီအဲ့တော့ကြည့်အောင်ဒီမှာတရိကန် x y z ဆွဲလိုက်တယ်ဒေါင်းထက်ဝက်ပိုင်းမြင်းဆိုတာဒီချေတို့ဒီမှာဒါတောင်းဟုတ်လားတောင်းရဲ့ထက်ဝက်ဥမာဒီတောင်းက60ဒီဂရီရှိရပဲဆိုပါတော့ဒါဆို30ဟုတ်လားတောင်းကိုထက်ဝက်ပိုင်းလိုက်တဲ့မြင်းဆိုတော့ဟုတ်လားဒီတောင်းကိုဒီမှာဆိုရင်တောင်းကိုထက်ဝက်ပိုင်းပြီးဆွဲထားတဲ့မြင်းဒီဘက်မှာလည်းတောင်းကိုထက်ဝက်ပိုင်းပြီးဆွဲထားတဲ့မြင်းဒီဘက်မှာလည်းတောင်းကိုထက်ဝက်ပိုင်းပြီးဆွဲထားတဲ့မြင်းเนาะအဲ့တောင်းထက်ဝက်ပိုင်းမြင်းနေရလဲအလဲမြင်းနေအမြင့်မြင်းနေလိုမျိုးပဲအမှတ်တစ်ခုထဲမှာပဲသွားဆုံးတယ်ဟုတ်လားเนาะဟုတ်ပြီအဲ့ဒီအမှတ်နော်စုံနေတဲ့အမှတ်ကိုအိုလို့ထားလိုက်တယ်အဲ့အမှတ်က3ကန်ရဲ့အနားတွေကိုထိနေတယ်အဲ့ဥမာပြောရရင်ကွာဒီအိုကနေပြီးတော့ထောက်ချွန်ထောက်ပြီးတော့ဒီအနားလေးဖြစ်ဖြစ်ဒီဘက်ဖြစ်ဖြစ်ခဲတံကဒီဘက်ချမ်းမှာထောက်လိုက်ပြီးတော့ပတ်လိုက်လို့ရှိရင်ဒီ3ကန်ရဲ့အနားတွေကိုထိပြီးတော့ဆွဲထားတယ်လို့မျိုးဖြစ်နေတယ်ဟုတ်လားဒါကြောင့်မို့လို့အတွင်းထိစဝိုင်းရဲ့ဘဟိုဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ကိုဒီ O လေးကိုဘဟိုဘယ်လိုခေါ်လဲဆိုရင်20 စဝိုင်းဘဟိုလို့ခေါ်တယ်နားလည်မလားအဲ့ပြန်ပြောမယ်နော်ချယ်တို့ဒေါင်းထက်ဝက်ပိုင်းမြင်းဆိုတာဒေါင်းကိုတဝက်ဟုတ်တယ်နော်ဥမာ60ဆို30ဒေါင်းထက်ဝက်ပိုင်းမြင်းတွေကအမှတ်တစ်ခုထဲမှာပဲစုံတယ်နော်အဲ့ဒီအမှတ်လေးဒီဘယ်လိုခေါ်လဲဆို20 စဝိုင်းဘဟိုလို့ခေါ်ဘာလို့လဲအဲ့ဒီအမှတ်ကိုဘဟိုပြုတ်ပြီးရောစဝိုင်းလေးတစ်ခုဆွဲလိုက်မယ်ဆိုရင်အဲ့ကိုဆွဲချင်လို့အတိုင်းဒါဒီအပြင်ဘက်လို့သွားဆွဲရင်တော့မရဘူးပေါ့နော်အဲ့ကနေပြီးတော့ဒီ Q မှာဖြစ်ဖြစ် P မှာဖြစ်ဖြစ် R မှာဖြစ်ဖြစ်ခဲတံဘက်ကိုထောက်လိုက်ထောက်ပြီးရင်အဲ့ကနေစဆွဲရင်ဘာဖြစ်နေလဲအနားတွေကိုတရိကန်အနားတွေကိုထိနေတယ်เนาะအတွင်းထိစဝိုင်းရဲ့ဘဟိုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီ O လေးကို20စဝိုင်းဘဟိုလို့ခေါ်တယ်နားလည်မလားဒါဆိုရင်တရိကန်တစ်ခုရဲ့ဒေါင်းထက်ဝက်ပိုင်းမြင်းပြီးပြီဆိုတော့ဒီချေတို့နောက်ထပ်တစ်ခုကိုဆက်ကြည့်အောင်เนาะနောက်ထပ်တစ်ခုကတရိကန်တစ်ခုရဲ့အနားများကိုဒေါင်းမှန်ကြထက်ဝက်ပိုင်းမြင်းခုနကကြောဒီတိုင်းဒေါင်းထက်ဝက်ပိုင်းမြင်းပဲဒါဒီဒေါင်းမှန်ကြထက်ဝက်ပိုင်းမြင်းခုနကဒီချေတို့အလဲမြင်းနဲ့အမြင့်မြင်းလေးလာမှာတော့အလဲမြင်းနဲ့အမြင့်မြင်းဒီဆက်နေတယ်လို့မျိုးပဲအခုဒေါင်းထက်ဝက်ပိုင်းမြင်းနဲ့ဒေါင်းမှန်ကြထက်ဝက်ပိုင်းမြင်းဒီလဲဆက်နေတယ်မတူတော့မတူဘူးပေါ့เนาะဟုတ်ပြီအဲ့တော့ကြည့်မယ်အဲ့ဒီမှာဆိုတရိကန်လေးတစ်ခုဆွဲထားတယ်နော်ဒီအဲ့တော့တရိကန်ကိုအရင်မြင်စဝိုင်းကိုအရင်မကြည့်နဲ့နော်ဂျားတွေကတရိကန်လေးကိုအရင်ကြည့်မယ်နော်တရိကန် A B C C မှာဆိုရင်ဒေါင်းမှန်ကြထက်ဝက်ပိုင်းမြင်းဟုတ်လားဒေါင်းမှန်ကြထက်ဝက်ပိုင်းမြင်းဟုတ်ပြီအဲ့တော့တကယ်တော့ဒီမှာဆိုရင်ဒေါင်းမှန်ကြထက်ဝက်ပိုင်းမြင်းဆိုတော့ဒီမှာဆိုရင်ကျတို့A တဲကနေကြည့်မယ်ဆိုရင်ဒီနေရာလေးဒီတောင်းမှန်ကြနေတယ် B ကနေကြည့်မယ်ဆိုဒီမှာတောင်းမှန်ကြနေရယ် C ကနေကြည့်မယ်ဒီမှာတောင်းမှန်ကြအဲ့လိုတောင်းမှန်ကြတဲ့မြင်းတွေဆက်ဆွဲလိုက်တဲ့အခါမှာဘယ်နေရာမှာသွားဆုံလဲ O ဆိုတဲ့နေရာလေးမှာသွားဆုံတယ်နော်သူဒီလဲခုနကလိုမျိုးပဲအမှတ်တစ်ခုထဲမှာပဲဆုံတယ်နော်အဲ့ဒီဘဟိုလေးကိုကြတော့ခုနကလိုမျိုး20စဝိုင်းဘဟိုလို့မခေါ်တော့ဒါကြောင့်ပါလေဒေါင်းပတ်စဝိုင်းဘဟို circumcenter of a triangle လို့ခေါ်တယ်အရှိက20စဝိုင်းဘဟိုကကျတော့ in center of a triangle ဒါဒီဒေါင်းပတ်စဝိုင်းဘဟိုကကျတော့ circumcenter of a triangle လို့ခေါ်တယ်ဘာလို့လဲဒီဘဟိုကနေခုနကကြတော့ကွာဒီချေတို့ကဘဟိုကနေပြီးတော့ဒီတရိကန်တွေကိုဆွဲလိုက်ရင်ဒီလိုပတ်လေလေဒီဟာကျတော့စဝိုင်းတစ်ခုဆွဲမယ်ဆိုရင်ဆွဲလိုက်တဲ့အခါမှာဒီလိုဆွဲကြည့်ရင်မဖြစ်ဘူးမဖြစ်ဘဲနဲ့ဒီ B အမှတ်မှာတော့ထောက်တစ်ခုကအချွန်လေးက O မှာထောက်မယ်ခဲရန်လေးက B မှာထောက်ပြီးပတ်လေဆွဲလိုက်ရင်ဒီထိတ်ထောက်တွေကိုပတ်ပြီးတော့ထိပြီးတော့ပတ်သွားတယ်ဒါကြောင့်မလို့သူ့ကိုကြတော့ဒီထောက်တွေကိုပဲပတ်တဲ့စဝိုင်းဘဟိုလို့ခေါ်ပါတယ်တဲ့နားလည်မလားအဲ့ဒီမှာဆိုရင်လေဒါဒီတောင်ချင်းတရိကန်လေးဟုတ်လားနော်အဲ့တောင်ချင်းတရိကန်မှာဆိုရင်တောက်ပတ်စဝိုင်းဘဟိုကဘာမှရှိလဲတရိကန်ရဲ့အတွင်းထဲမှာရှိတယ်အဲ့လိုမျိုးပဲတောင်ကျဲနော်အဲ့တော့တောင်ကျဲကကြောင့်ခုနကလိုမျိုးပဲအပြင်ဘက်မှာရှိတယ်เนาะတကယ်လို့အမြင်မြင်းလေးလာတော့ကလိုမျိုးပဲเนาะတောင်မှန်တရိကန်ကကြတော့မတူလို့ဒီချဲကထည့်ဆွဲပြထားတာเนาะဟုတ်ပြီအဲ့တော့ဒီမှာကျတော့ကျဲတို့တောင်ပတ်စဝိုင်းဘဟိုလေးက
ဒီမှာဆိုထောက်မှန်ဟုတ်လား90ဒီဂရီထောက်မှန်ရဲ့မျက်နှာထောက်မှန်ခန်းအနားပေါ်မှာရှိပြီးတော့အဲ့ထောက်မှန်ခန်းအနားရဲ့အလယ်မှတ်ဟုတ်လားဒီအနားရဲ့အလယ်မှတ်ဒီမှာဆိုထောက်မှန်လေအဲ့ပြန်ပြောမယ်ဆိုဒီ O ဘဟုချေဆွဲလိုက်ပြီးတော့သွားစုံတဲ့နေရာ O လေးဒီတောင်းပတ်စဝိုင်းဘဟုဒါပေမဲ့အဲ့တောင်းပတ်စဝိုင်းဘဟုကဒီထောက်မှန်ရဲ့ထောက်မှန်ကန်အနားပေါ်မှာရှိပြီးတော့အဲ့ထောက်မှန်ကန်အနားရဲ့အလယ်မှတ်ဖြစ်တယ်နားလည်မလားအဲ့တော့ချယ်နည်းနည်းပြင်ပြကြည့်မယ်နော်အဲ့တော့အရှိမတင်ခဲ့တာဒီအလယ်မြင်အမြင့်မြင်အဲ့တော့အလယ်မြင်ဒီအလယ်မြင်နေစုံသွားတဲ့ချယ်တို့အလယ်မြင်၃ချောင်းဆွဲတဲ့အခါမှာစုံသွားတဲ့နေရာကိုတွေးကန်ရဲ့ဗဟိုချက်လို့ခေါ်တယ်အလယ်မြင်ဒီထောင်စုံမှတ်တစ်ခုကနေသူ့ရဲ့မျက်နှာချင်းဆိုင်အနားရဲ့အလယ်မှတ်နော်အဲ့နှစ်ခုဆက်ထားတာအမြင့်မြင်ကကြတော့ဒီဟဲ့တို့ထောင်စုံမှတ်တစ်ခုကနေမျက်နှာချင်းဆိုင်နားပေါ်မှာထောက်မှတ်မြင်90ဆွဲလိုက်တာเนาะအဲ့အမြင်မြင်တွေရဲ့စုံသွားတဲ့နေရာကြီးတူတာလေးတနေရာထဲမှာပဲစုံတယ်သူ့ကိုကြတော့အမြင်မြင်စုံမဲ့လို့ခေါ်တယ်ထောင်ချင်းတွေးကန်မှာဆိုရင်အတွင်းမှာစုံတွေးကန်အတွင်းမှာစုံတယ်ထောင်းကျဲမှာဆိုရင်တော့တွေးကန်ရဲ့အပြင်ဘက်မှာတော့စုံတယ်ထောင်းမှန်တွေးကန်မှာဆိုရင်တော့ထောင်းမှန်ထောင်းရဲ့ထိတ်ဆုံးမှတ်တစ်ခုပဲဖြစ်တယ်ဒီလိုဆိုရင်နောက်ထပ်တစ်ခုထောင်းမှန်ထောင်းရဲ့ထောက်ဝက်ပါထောက်ထောက်ဝက်ပိုင်းမြင်များဟုတ်လားအဲ့တော့တောင်းမှန်တောင်းရဲ့တောင်းထောက်ဝက်ပိုင်းမြင်ကကြတော့တချေတို့အဲ့တော့တောင်းထောက်ဝက်ပိုင်းမြင်မှာဆိုရင်တချေတို့တောင်းနေကိုထောက်ဝက်ပိုင်းပြီးဆွဲလိုက်တဲ့အခါမှာစုံသွားတဲ့ O ဘဟိုလေးဒီစဝိုင်းပတ်ဆွဲလိုက်တဲ့အခါမှာ20စဝိုင်းဘဟိုဖြစ်နေတယ်เนาะအဲ့လိုမျိုးပဲတောင်းမှန်ကြားထောက်ဝက်ပိုင်းမြင်เนาะတောင်းမှန်ကြားထောက်ဝက်ပိုင်းမြင်ကကြတော့တချေတို့စုံသွားတဲ့နေရာ O ကနေဆွဲလိုက်ရင်တောင်းနေကိုပတ်နေတယ်ဒါကြောင့်မလို့သူဒီတောင်းပတ်စဝိုင်းဘဟုဖြစ်မယ်နားလည်မလားဟုတ်ပြီချယ်တို့နားလည်ပြီဆိုရင်တော့အဲ့တော့ပြောစရာကနောက်ထပ်နည်းနည်းလေးထပ်ကြွယ်ရပါလဲဆိုရင်အမြင့်မြတ်ချယ်တောင်းကျင်းပါဆိုဗမာဆုံးနဲ့တောင်းကျင်းပါဗမာဆုံးနဲ့တောင်းမှန်ဗမာဆုံးနဲ့ပြောပြီးပြီဆိုတော့ဒီတောင်းမှန်ကြားထောက်ဝက်ပိုင်းမြင်မှာဆိုရင်ကျတော့ခုနကလိုပဲတောင်းကျင်းဒီကျွေးကန်အတွင်းမှာရှိရဲတောင်းကျဲကကျတော့ကျွေးကန်ရဲ့အပြင်ဘက်မှာရှိရဲတောင်းမှန်ကျွေးကန်မှာကျတော့သူကတောင်းမှန်ကန်အနားရဲ့အလဲမှတ်ပြီးသွားလို့ရှိရင်ကျတော့နောက်တစ်ခုကလေ့ကျင့်ခန်း2.2မေကိုနံပါတ်1ကအောက်ပါကွက်လက်တို့ကိုဖြည့်ပါတဲ့အဲ့တော့မေကိုဖတ်ကြည့်မယ်နော်တွေးကန်တစ်ခုတွင်ကာကြီးအလဲမြင့်3ချောင်းစုံသောအမှတ်ကိုကွက်လက်ဟုခေါ်သည်ခါခွေအမြင့်မြင့်3ချောင်းစုံသောအမှတ်ကိုကွက်လက်ဟုခေါ်သည်ကားငယ်တောင်းထောက်ဝက်ပိုင်းမြင့်3ချောင်းစုံသောအမှတ်ကိုကွက်လက်ဟုခေါ်သည်ကာကြီးအနားများကိုတောင်းမှန်ကြားထောက်ဝက်ပိုင်းမြင့်ကြောင့်စုံသောအမှတ်ကိုကွက်လက်ဟုခေါ်သည်ဟုတ်ပြီအဲ့တော့ဖြည့်ကြည့်အောင်နော်အောက်ပါကွက်လက်တို့ဖြည့်ပါတွေးကန်တစ်ခုတွင်နဲ့အလဲမြင့်3ချောင်းစုံသောအမှတ်ကိုကွက်လက်ဟုခေါ်သည်အဲ့တော့အလဲမြင့်3ချောင်းစုံသွားတဲ့အမှတ်ကိုဘယ်လိုခေါ်လဲစဉ်းစားကြည့်ပါပြီးရင်တစ်ခါဖြည့်ကြည့်မယ်ပြီးရင်ခါခွေးအမြင့်မြင့်3ချောင်းစုံတဲ့အမှတ်ကိုဘယ်လိုခေါ်လဲစဉ်းစားကြည့်မယ်ဖြည့်မယ်နော်အဲ့တော့ဒီဟာဘေးမြင့်တားပြီးမဖြည့်မဲနဲ့ဘေးမှာခွင်းလေးနဲ့အဖြည့်ကိုဖြည့်လဲရတယ်နော်ကားငယ်တောက်ထဝက်ပိုင်းမြင့်3ချောင်းစုံသောအမှတ်ကိုကွက်လက်ဟုခေါ်သည်အဲ့တော့ဘယ်လိုခေါ်လဲစဉ်းစားကြည့်ပါပြီးရင်ကာကြီးအနားများကိုတောက်မှန်ကြားထဝက်ပိုင်းမြင့်ချောင်းစုံသောအမှတ်ကိုကွက်လက်ဟုခေါ်သည်အဲ့တော့ဘယ်လိုခေါ်လဲစဉ်းစားကြည့်မယ်နော်အဲ့ဒီမှာဒီချက်ကအဖြေပေးထားတယ်ကာကြီးအလဲမြင့်3ချောင်းစုံသောအမှတ်ကိုကွက်လက်ဟုခေါ်သည်ကတွီးကန်ဟီဗဟိုချက်အမြင့်မြင့်3ချောင်းစုံသောအမှတ်ကိုကြတော့တွီးကန်ဟီအမြင့်မြင့်များစုံမှတ်တောင်းထောက်ဝက်ပိုင်းမြင့်3ချောင်းစုံသောအမှတ်ကိုကြတော့20စဝိုင်းဘဟုအနားများကိုတောင်းမှန်ကြထောက်ဝက်ပိုင်းမြင့်ချောင်းစုံသောအမှတ်ကိုကြတော့တောင်းပတ်စဝိုင်းဘဟုလို့ခေါ်တယ်ရမလားရရင်ချယ်တို့နောက်ထပ်တစ်ခုကိုစသွားအောင်နော်နံပါတ်2ကတွေးကန် ABC ကိုဆွဲပါတဲ့၎င်း၏အလဲမြင့် AD နှင့် BE တို့ကိုဆွဲသားပါ၎င်းတို့၏ဖြတ်မှတ်ကို G ဟုခေါ်ပါ CG ကိုဆက်သွယ်၍ AB ကို F9 တွေးဆောင်အောင်ဆွဲပါရရှိလာသောပုံကိုပုံတွင်အောက်ပါတို့ကိုတိုင်းတာဆန်းစစ်ပါအဲ့တော့ရုံးဆုံးတွေးကန် ABC ဆွဲမယ်ပြီးရင်သူ့မှာအလဲမြင့် AD နဲ့ BE ကိုဆွဲမယ်အဲ့တော့ပုံလေးဆွဲကြည့်ပါ
စာကိုမေးခွန်းဖတ်ပြီးတော့ပုံချမ်းလေးဆွဲကြည့်ပါပြီးရင်တော့ဒီချက်ကပုံဘယ်လိုဆွဲရမလဲပြပေးမယ်နော်ပုံပြပေးမယ်အဲ့တော့ပုံဆွဲကြည့်ပြီးဆိုရင်ချဲတော့မေးခွန်းလေးဖြေကြည့်မယ်ကာကြီး FDABE အလယ်မှတ်ဖြစ်ပါသလားခါခွေ AG equal to 2GD BG equal to 2GE နဲ့ CG equal to 2GF ဖြစ်ပါသလားတဲ့ဟုတ်ပြီအဲ့တော့ချဲတို့ကပုံလေးဆွဲကြည့်မယ်နော်ဟုတ်ပြီအဲ့တော့ဒီမှာဒီချဲကသူ့မေခွန်းတိုင်းဒီချဲပုံလေးဆွဲလိုက်တယ်အဲ့တော့ဒီမှာဆိုရင်3ကန် ABC နော်3ကန် ABC ဆွဲပြီးတော့သူ့ရဲ့အလယ်မြင်နော်အလယ်မြင် AD နဲ့ BE နော်အဲ့တော့အလယ်မြင် A ကနေဆွဲတော့ဒီမှာ D ဖြစ်သွားမယ်ပြီးတော့ B ကနေဆိုတော့ E ဒီမှာလာမယ်အဲ့တော့ C ဒီကိုပါကိုထည့်လိုက် F ပေါ့ဟုတ်လားနော်ဟုတ်ပြီအဲ့တော့အလယ်မြင် AD နဲ့ BE တို့ကိုဆွဲမယ်ပြီးရင်သူ့ရဲ့ဖြတ်မှတ်ကို G စုံမှတ်ကိုပြောတာเนาะဖြတ်မှတ်ဆိုအလဲစုံမှတ်ကိုကြတော့ G လို့မှတ်မယ်တဲ့နော်အဲ့တော့ဒီမှာပေးထားသည်ကျတော့အလဲမှတ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ DD BCE အလဲမှတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ PD နဲ့ CD ဒီညီတယ်ဒါကြောင့်မို့ညီရဲ့တင်ကြီးဒါလေးထည့်ပေးထားတယ်E က AC ရဲ့လဲမှတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ AE နဲ့ EC ညီရဲဒါကြောင့်မို့လို့ညီရဲမှတ်ထည့်ပေးထားတယ်အဲ့လိုပဲ F ဒီ AB အလဲမှတ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ F က AB ရဲ့လဲမှတ်တော့မပေးထားဘူးမေးခွန်းမှာပေးတာ F ဒီ AB လဲမှတ်ဖြစ်တာလဲမြင်းဆွဲလိုက်တယ်ဒါကမေးထားမလို့ချဲတို့ညီချောင်းမပြထားဘူးเนาะဟုတ်ပြီအဲ့တော့ချဲတို့ဒါဒီအလဲမြင်းနေစုံမှတ်လေဟုတ်လား CF ဒီလဲသွားစုံတဲ့အတွက်ကြောင့်မို့ဒီဟာဒီလဲနှစ်ခုညီတယ်တလို့ပဲအဲ့တော့ဒီဟာကလည်းသွားပြီးတော့ညီမှာပဲမဟုတ်လားအဲ့တော့ F က AB ရဲ့ element မဖြစ်ဘူးလားเนาะအဲ့တော့ဒါကတော့ဘယ်လိုလုပ်မလဲဆိုပုံကြောဆွဲမယ်เนาะပုံကြောဆွဲပြီးတော့ချဲတို့ကတိုင်းကြည့်လိုက်မယ်เนาะတိုင်းတာကျဲရချဲတို့ဒီ AF နဲ့ BF ဒီညီနေတယ်ဒါကြောင့်မလို့ဟိုဘက်တဲ့ဒီဘက်နဲ့ညီရတဲ့ကြောင့်မလို့ F ဒီ AB ရဲ့ element ဒီတစ်ဝက်လေးဟုတ်လားเนาะအဲ့တော့ပုံကိုတေချာဆွဲပါပုံတေချာဆွဲမှတိုင်းတာမှန်မယ်เนาะပြီးရင်ဒီချာတို့နံပါတ်ခါကို AG equal to 2GD เนาะအဲ့တော့ AG ကတဲ့ဒီမှာ AG က 2GD ဖြစ်ပါသလားဆိုတော့ AG က GD နှစ်ဆ GD နှစ်ဆက AD နဲ့ညီပါသလားတဲ့အဲ့လိုမျိုးပဲ BG က GE နှစ်ဆနဲ့ညီပါသလားအဲ့လိုမျိုးပဲ CG က GF နှစ်ဆနဲ့ညီပါသလားမေးတယ်အဲ့တော့ဒါလည်းအဲ့လိုမျိုးပဲတိုင်းမယ်အဲ့တော့ AG ကိုတိုင်းမယ် 2.4 GD ကိုတိုင်းလိုက်တော့ 1.2 ဆိုတော့ GD နှစ်ဆသည် 2.4 လေဒါကြောင့်မို့ AG က 2GD ဖြစ်တယ်အဲ့တော့ရှေ့မှာထိုးကြောင်လေးတွေထည့်ရေးလို့ရတယ်အဲ့တော့ဒီပုံကတော့တိုင်းတာချက်ရပဲဆိုတော့ဘာမှအရင်ကြီးမခတ်ဘူးเนาะအဲ့ပုံသားတေချာဆွဲနိုင်မှန်ပြီပြီးရင်ဒီချာတို့နောက်ထပ်တစ်ပုဒ်ကိုကြည့်ရအောင်မှတ်3မေးခွန်းဖတ်မယ်နော်ပုံတွင် tree can PQR သည်ထောင်ချင်း tree can တစ်ခုဖြစ်သည် O သည်အဲ့တော့မှာပုံနော်အဲ့တော့ပုံမှာဆိုရင်ဒီ tree can PQR ကထောင်ချင်း tree can တစ်ခုဖြစ်တယ်O ကကြတော့အဲ့ tree can အမြင်မြင်နေစုံမှတ်ဖြစ်တယ်ဆိုလို့ဒီမှာတောင်းပန်တင်ကြတာလေးတွေ့လားအမြင်မြင်စုံမှတ်ဖြစ်ရင်အောက်ပါတို့ကိုဖြေပါတဲ့3 can POQ ရဲ့အမြင်မြင်စုံမှတ်ကိုဖော်ပြပါ3 can POR ရဲ့မြင်မြင်များစုံမှတ်ကိုဖော်ပြပါ PD 3 can ROQ ရဲ့အမြင်မြင်စုံမှတ်ဖြစ်ပါသလားအဲ့တော့3 can POQ ဆိုတော့ဒီ3 can လေး3 can POQ ရဲ့အမြင်မြင်စုံမှတ်ကဘာဖြစ်မလဲစဉ်းစားကြည့်ပါဦးအဲ့တော့ P ရဲ့ထောင်စုံမှတ် P ရဲ့မျက်နှာချင်းဆိုင်နောက် QE ဟုတ်လားနော်အဲ့ပေါ်မှာအမြင်မြင်ဆွဲလိုက်တော့ဒီဒါမဟုတ်ဘူးလားအဲ့လိုမျိုးပဲနော်ထပ်ပြီးတော့ဘာတွေထပ်ဆွဲမလဲဒီကိုလည်းထပ်ဆွဲမယ်ဒီကနေလည်းအမြင်မြင်ဆွဲလိုက်မယ်90ဒါကတော့တိပြီးသားလေးဟုတ်တယ်မလားပြီးတော့ Q เนาะဟုတ်ပြီ Q မှာဆိုရင်သူ့ရဲ့
ဒီ Q ရဲ့မျက်နှာချင်းဆိုင်နာဒီ PR ပေါ်မှာချေလို့ဆွဲsorry ဟုတ်တယ် PR ပေါ်sorry ပါဒီမှာဆိုရင် POQ ပဲကြည့်ရမှာเนาะအဲ့တော့ POQ မှာဆိုရင် Q ကကြတော့ချေလို့ Q ရဲ့မျက်နှာချင်းဆိုင်အနာဒီ PE ဟုတ်လားအဲ့တော့ PE ပေါ်မှာချေလို့ဆွဲမယ်အဲ့တော့ဒီမှာဆိုရင် Q ကိုဆွဲတယ် P ကိုဆွဲတယ်ဒီအလဲကဟာကိုလဲတောင်းမှတ်မြင်ကိုလဲဆွဲတယ်ဘာမှသွားစုံနေလဲအာမစုံတယ်เนาะအဲ့တော့ကြည့်ကန် POQ ရဲ့မြင်မြင်စုံမှတ်ဒီ R ဖြစ်တယ်ကြည့်ကန် POR ဆိုတော့ဒီအောက်ကဟာဒီမှာလဲလွယ်ပါတယ်เนาะဒီ P မြင်ဒီမှာเนาะချေတို့ဒီမှာဆိုရင် P မြင်ကဒီလိုသွားမယ် R ကဒီလိုသွားမယ်ဟုတ်လားအဲ့တော့အမြင်မြင်နေစုံမှတ်ဒီဘာဖြစ်မလဲ Q မှာသွားစုံမယ်เนาะပြီးတော့ P ဒီကြွေးကန် R ကို Q ရဲ့အမြင်မြင်စုံမှတ်ဖြစ်ပါသလားတဲ့အဲ့ခုနကကြွေးကန် POQ ရဲ့စုံမှတ်ဒီ R အခု POR ရဲ့စုံမှတ်ဒီ Q ဆိုတော့အခုနောက်ဆုံးတစ်ခုကျန်တာပါလဲ ROQ ရဲ့စုံမှတ်ကကြတော့မြင်မြင်စုံမှတ်ကကြတော့ P ရွဲကျန်တာပေါ့ဟုတ်လားเนาะဖြစ်တယ်เนาะအဲ့တော့ဒီမှာတစ်ချက်အဖြေပေးထားပါတယ်။ tree ကန် POQ ရဲ့မြင်မြင်စုံမှတ်ဒီ R tree ကန် POR ရဲ့မြင်မြင်စုံမှတ်က Q P က tree ကန် ROQ ရဲ့မြင်မြင်စုံမှတ်ဖြစ်တယ်။ရမယ်เนาะရရင်ဒီချက်တော့နောက်ဆုံးပုတ်ကိုသွားအောင်เนาะတစ်ပုတ်ပဲကျွန်မတို့နံပါတ်4မိကုဖတ်ရအောင်သုံးနာညီ3ကန် WHY ကိုဆွဲပါအလဲမြင်းများဆွဲ၍၎င်းတို့၏စုံမှတ်ကိုဇက်ဟုထားပါအောက်ပါတို့ကိုမှန်စစ်ဆေးပါကာကြီးဇက်တီ3ကန် WHY ၏အမြင့်မြင်းများစုံမှတ်ဖြစ်ပါသလားခါကွေဇက်တီ3ကန် WHY ၏တောက်ပတ်စဝိုင်းပဟုဖြစ်ပါသလားကငယ်ဇက်တီ3ကန် WHY ၏အတွင်းထီစဝိုင်းပဟုဖြစ်ပါသလားဟုတ်ပြီအဲ့တော့သုံးနာညီ3ကန်ဆွဲပါဆိုတော့ချေတို့ကသုံးနာညီ3ကန်လေးဆွဲမယ်အလဲမြင်းနေဆွဲမယ်အလဲမြင်းဆွဲတတ်ပါတယ်เนาะအရှိကချက်တွေကိုကြည့်ပြီးဆွဲလို့ရတယ်အလဲမြင်းဆွဲမယ်သူ့ရဲ့စုံမှတ်ကိုကြတော့ဇက်လို့ထားလိုက်မယ်ပြီးအောက်ကဟာဒီချက်တွေကိုမှန်စစ်ဆေးမယ်ဆိုတော့3ကန်လေးဆွဲတယ်အလဲမြင်းနေဆွဲတယ်เนาะအဲ့တော့အလဲမြင်းနေဆွဲပြီးတော့မှန်စစ်ဆေးအဲ့တော့အရင်ဆုံး3ကန်အရင်ဆွဲရပါမယ်เนาะအဲ့တော့သူကဒေါင်းပတ်စဝိုင်းပဟိုတို့20စဝိုင်းပဟိုတို့မေးထားတဲ့အတွက်ကြောင့်မလို့ဒီချေတို့ကဒေါင်း20စဝိုင်းပဟိုဒေါင်းပတ်စဝိုင်းပဟိုနှစ်ခုကိုထပ်ပြီးတော့ဆွဲလိုက်တယ်ဒီပဟိုတစ်ခုတည်းကနေဟုတ်လားအဲ့တော့ဇက်ကတဲ့3ကန် WHY အမြင်များဆုံးမှဖြစ်ပါသလားတဲ့ဇက်က3ကန် WHY ရဲ့အမြင်နေဆုံးမှဖြစ်ပါသလားတဲ့ဖြစ်လားအဲ့ဖြစ်မဖြစ်ကိုပုံကိုကြည့်ရောကိုပုံဒီအမြင့်မြင်းနေသည်ဒီဟာလေးဒီမြင်းနေသည်တောင်းမတ်ကြနေရင်အလဲမြင်းဒီလေအမြင့်မြင်းလိုမျိုးပဲလေးဟုတ်တယ်မလားတောင်းမတ်ကြတာပဲလေးဟုတ်တယ်မလားเนาะအဲ့တော့အမြင့်မြင်းနေရဲ့စုံမတ်ဖြစ်တယ်เนาะဟုတ်ပြီနောက်တစ်ခုအဲ့တော့အမြင့်မြင်းလည်းဖြစ်တယ်အလဲမြင်းလည်းဖြစ်တာမို့လို့တကယ်တော့ဒီဘိုးတစ်ခုတွေကနေ20စဝိုင်းဘဟိုရောဒေါင်းပတ်စဝိုင်းဘဟိုဆွဲလို့ရနေရလေဟုတ်လားเนาะဒီလိုဆွဲလို့ရပြီဆိုတဲ့ကချဲတော့ဒီမှာအဲ့တော့ Z3 ကန် WHY ရဲ့ဒီအမြင့်မြင်းစုံမှတ်လည်းဖြစ်တယ်အလဲမြင်းစုံမှတ်လည်းဖြစ်တယ်ဆိုတဲ့ဒီနှစ်ချက်ဒီမှန်သွားပြီเนาะဒါကတော့အရန်လွယ်ပါတယ်เนาะအဲ့တော့ဒီချဲစာရေးထားလေးကိုတစ်ချက်ကြည့်ပါကာကြီးကကြတော့ချဲတို့Z3 ကန် WHY အမြင့်မြင်းစုံမှတ်ဖြစ်လားဆိုတော့YP ဒီ WH ပေါ်မှာတောင်းမှတ်ကြနေတယ်ဒါဒီအမြင့်မြင့်ဟုတ်လားနောက်တောင်းမှတ်ကြနေအမြင့်မြင့်လေအဲ့လိုမျိုးပဲ XR ဒီ WY ပေါ်မှာတောင်းမှတ်ကြနေတယ်အဲ့လိုမျိုးပဲအဲ့တော့တောင်းမှတ်သင်္ကေတလေးထည့်ပေးရင်လည်းရတယ်ပေါ့နော်ပြီးသွားရင် WQ ဒီ XY ပေါ်မှာတောင်းမှတ်ကြတယ်ဒါကြောင့်မို့လို့ Z ဒီ WHY ရဲ့မြင့်မြင့်ဆုံးမှဖြစ်တယ်ဟုတ်လားအဲ့တော့ဒီ YB XR WQ ကနဲ့အမြင်မြင်လို့ပြောရလေဟုတ်လားเนาะသူဒီအနားတွေပေါ်မှာဒေါင်းမတ်ကြထဝက်ပိုင်းမြင်နေဖြစ်တယ်เนาะဒေါင်းမတ်ကြထဝက်ပိုင်းမြင်နေဖြစ်တဲ့တော့ကြောင့်မို့ဒေါင်းပတ်စဝိုင်းဘဟိုးဖြစ်တယ်နောက်တစ်ခုဒီဇက်က YP ရဲ့ WQ ရဲ့ XR ရဲ့ဒီအလဲမြင်နေလေဟုတ်လားထဝက်ပိုင်းမြင်နေရဲ့စုံမဖြစ်လို့သူဒီတွေးထီစဝိုင်းဘဟိုးဖြစ်တယ်
နားလည်မလားဒါကတော့ရမ်းလွယ်ပါတယ်เนาะအဲ့တော့ဒီပုတ်စာ၄ပုတ်၄ချစ်ငယ်2.2က၄ချစ်ငယ်၄ပုတ်ကအရှိကဒီချေပြောခဲ့တဲ့ main point တွေကိုရရင်ရတယ်เนาะအဲ့တော့ဒီချေပြောခဲ့တဲ့ main point ဒီ၄ချက်ပါဘာတွေလဲဆိုရင်အလဲမြင်ပြီးကန်တစ်ခုရဲ့အလဲမြင်အမြင့်မြင်ပြီးတော့ဒေါင်းထဝက်ပိုင်းမြင်ဒေါင်းမှန်ကြားထဝက်ပိုင်းမြင်เนาะအဲ့တော့အလဲမြင်ကိုဘယ်လိုဆွဲလဲတောင်စုံရဲ့မျက်နှာချင်းဆိုင်အနားရဲ့အလဲမှန်နဲ့ဒီတောင်စုံနဲ့ဆက်ဆွဲတယ်เนาะအမြင့်မြင့်ကိုဘယ်လိုလဲတောင်စုံရဲ့မျက်နှာချင်းဆိုင်အနားပေါ်မှာ90ဒီဂရီတောင်းမှန်မြင်ဆွဲတယ်အဲ့အမှတ်နဲ့သွားပြီးတော့စုံနေနေစုံတို့နှစ်ခုကိုဆက်တယ်เนาะအဲ့တော့ပြီးသွားတော့ထောက်ထဝက်ပိုင်းမြင်ဒီထောင်းကိုထဝက်ပိုင်းမြင်ဆွဲထားတဲ့မြင်ဒီစုံတဲ့အမှတ်အဲ့ဘဟုကနေဆွဲလိုက်ရင်သူဒီထောင်းချေတို့ဒီတရီခံရဲ့အနားတွေကိုထိနေတာကြောင့်မလို့တွင်ထိစဝိုင်းဘဟုထောင်းမှန်ကြထဝက်ပိုင်းမြင်ငါကြတော့တရီခံတစ်ခုဆွဲပြီးတော့ထောင်းမှန်ကြထဝက်ပိုင်းနဲ့မြင်းနေဆွဲပြီးအဲ့ဘဟုကနေတောင်းနေကိုပတ်ဆွဲလိုက်တဲ့အခါမှာတောင်းနေကိုသွားထိပြီးတော့ဆွဲထားတော့တောင်းပတ်စဝိုင်းဘဟုဖြစ်တယ်เนาะပြီးတော့အမြင့်မြင့်ဆိုတာဘာလို့လဲနားလည်ထိုင်လဲရတယ်အဲ့တော့ဒီမှာဆိုရင် ABD အခြေပြီးတော့ F ကအခြေမတ် CF ကအမြင့်မြင့်ဒီ90ဒီဂရီဖြစ်ပါတယ်เนาะအဲ့ရမယ်လို့ထင်ပါတယ်အဲ့တော့အမြင့်မြင့်မှာဆိုရင်ထောင်ချင်း tree ကန်မှာအမြင့်မြင့်နေတဲ့စုံမက်က tree ကန်အတွင်းထဲမှာရှိတယ်ဒါတွေကဓမိုက်ထဲမှာမေးလို့ရရင်เนาะထောင်ကျဲ tree ကန်မှာတော့အမြင့်မြင့်နေတဲ့စုံမက်က tree ကန်ရဲ့အပြင်ဘက်မှာကျရောက်တယ်ထောင်မှန် tree ကန်မှာတော့အမြင့်မြင့်နေတဲ့စုံမက်ကထောင်မှန်ထောင်ရဲ့ထိပ်စုံမက်ဖြစ်တယ်အဲ့လိုမျိုးပဲထောင်းမှန်ကြထဝက်ပိုင်းမှာလဲခုနကလိုမျိုးပဲထောင်းချင်း tree ကန်ရဲ့စုံမက်တွေကအထဲမှာရှိတယ်ထောင်းကျေကလဲထောင်းကျေကကျတော့အပြင်မှာရှိပြီးတော့ဘဟိုပေါ့နော်ဒါကကျတော့အစုံမက်ဆိုတာလဲဘဟိုဖြစ်သွားပြီနော်ဟုတ်ပြီထောင်းမှန် tree ကန်မှာကျတော့ထောင်းမှန်ကန်နိုင်အလဲမက်အဲ့ဘဟိုကနားလည်မလားအဲ့ချက်တွေတည်ထားရင်ဒီပုတ်စာလေးပုတ်ကိုတွဲလို့ရပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနားမလည်ရရှင်ဒီချက်ကိုViberမှာလာမေးလို့ရပါတယ်ရှင်ဗီဒီယိုကိုစောင့်ကြည့်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်